ya zera meisa nena ana singoto la nera meisa nena ni nya mau thong meisa nena nyama ku ta ya zera meisa nena ana singoto la nera meisa nena ni nya mau thong meisa nena ni nya mau thong meisa nena nhà mong thâu mê mê sa nè nè ok အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တော့ကဲကဲစိန်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ဒီပောက်ကိုတော်လိုပဲเนาะပောက်ကိုတော်ရဲ့တငယ်ချင်းတွေပေါ့ကောင်တွေကတော်တော်ဆူဆူတွေเนาะဖះကြီးတရားကြီးခြုံပြီးတော့နိုင်ငံကိုဖျက်လို့ဖျက်ဆီးလူမျိုးရေးခွဲခြားเนาะနိုင်ငံမတည်မငြိမ်အောင်ဖြစ်အောင်လုပ်ပြီးတော့ပြည်သူတွေကိုဒုက္ခနှီးမျိုးစုံနဲ့ပေးနေတဲ့ဒီတန်ဃာတော်တွေပေါ့နော်တန်ဃာတော်တွေတော့ခေါ်လို့မရပါဘူးဒီကောင်တွေကဖះကြီးတရားကြီးခြုံပြီးတော့ကိုယ်နဲ့မဆိုင်တဲ့အလုပ်တွေမလုပ်နော်တရားထုတရားမြတ်ရအောင်လို့ဟိုလေးကျင့်မှမရှိဘူးနော်အဲ့တော့ဟိုအမှားနဲ့အမှန်မြင်နေအောင်ခွဲခြားပြောဆိုရတာကိုလက်ခံပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဗုဒ္ဓဘာသာတော်တော်များများလဲနော်ဘုန်းကြီးတွေတန်ဃာတွေဆိုယုံကြည်ပြီးသားအဲ့တော့မြတ်စွာဘုရားလည်းဟိုကမလောက်အောင်ဒီကမလောက်အောင်လို့မရှိပါဘူးအဲ့တော့ဒီဘုန်းကြီးမှလည်းဘုန်းကြီးဝန်နည်းတွေရှိတယ်ဗောနော်ဒီဝန်နည်းတွေနဲ့မညီဘဲနဲ့ဒီသာသနာကျိုးမတည်ဘူးပဲနဲ့နိုင်ငံရေးတွေဝင်ဆွတ်ဖက်နော်ပြည်တွင်းရေးတွေဝင်ဆွတ်ဖက်တရားကျင့်တယ်ဆိုတာကိုယ်တိုင်တရားရအောင်လို့တရားလေ့ကျင့်တာဖြစ်တယ်အဲ့တော့ကိုယ်တိုင်တရားလေ့ကျင့်မှကိုယ်တိုင်တရားရမှကျန်တဲ့မသိတဲ့သူတွေနော်နားမလည်တဲ့သူတွေရှင်းပြမှာဖြစ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ်တိုင်ကတရားမရဘဲနဲ့နော်ဘုန်းကြီးသင်္ကန်းကိုခြုံပြီးတော့တန်ဃာတော်ရောင်ဆောင်ပြီးတော့ပြည်သူတွေကိုအချင်းချင်းတွေးခွဲအောင်လုပ်နေတဲ့ဒီပေါက်ကရုံးရဲ့တငယ်ချင်းလားတပည့်လားဆရာလားတော့မသိပါဘူးเนาะအဲ့တော့ကျွန်တော်တို့ရခိုင်တပ်တော် AA ကိုလည်းစော်ကားထားတယ်ပြီးတော့ရခိုင်သားတွေကိုလည်းစော်ကားထားတဲ့ဟာတွေပေါ့เนาะပြောဆိုရိုင်းဆိုင်တာတွေပြီးတော့ဒီစစ်တပ်ကအာဏာသိမ်းစစ်တပ်ကဘလောက်တောင်ရုံမာလို့เนาะAR တိုင်းမှာခံရတဲ့ပြည်သူတွေအများကြီးသိရှိလိမ့်မယ်အခုဆိုရင် AA ကဘယ်ထိရောက်လာပြီလဲငါတိုင်းကြောင်းရေကြီးတိရောက်လာပြီလားဒီကရုံးပြောတာတော့မရောက်ဘူးလို့ပြောတာဟုတ်လားမဟုတ်လားဆိုတာလဲအဲ့မှာရှိတဲ့ညီကိုပေါင်းမတွေသိရှိပြီးသားဖြစ်ပါတယ်အဲ့တော့ဒီနေ့တင်ဆက်ပေးမယ်ဒီနော်ကရုံးကြောင်းနောက်ကရုံးတကရုံးပေါ့အဲ့ကရုံးဘာတွေပြောလဲဆိုကြည့်လိုက်အောင်ဗျာနော်ခင်ဗျတော်တော်လေးရှက်စရာကောင်းတယ်နော်အေးတကယ်စားဖို့အစုပ်ပလုံးမီဒီညာတွေတတိထားဗျာဟာပါရေကြီးသားအစ်စ်ဗျာအေးရခိလို့ပြောလို့ရခိုင်နေမနာကြနဲ့နော်ဘုံရခိုင်နေလို့ပြောဒီတော့သူစိတ်တဲ့အပြည့်ရှိတယ်တိုင်းသားစီလုံးညီညွတ်ရေးကိုလှူလာတယ်ရခိုင်သွေးချင်းတွေကိုချစ်တယ်ရခိုင်မဟုတ်တဲ့ရခိအစုပ်ပလုံးအေးတကယ်စားဖို့တယ်ပြောချင်တာမသိရင်ပဲအရောက်တိုင်းရေကြီးမြို့နယ်ကြီးမှာသူတို့ကပဲတိုက်ပွဲတွေလာဆင်နေတယ်တိုက်ပွဲတွေဖြစ်နေတယ်ရေကြီးမြို့နယ်ကတပ်စခန်းတွေကိုသိမ်းနေဆိုပြီးတော့ဟိုရခိအစုပ်ပလုံးပလီပလာမီဒီညာတွေပေါ့ online ပေါ်က social ပေါ်ကနေပြီးတော့ပြောနေကြတာတွေတကယ်တမ်းကျတော့အထိနာနေတာတမတော်ကကိုဦးစီးချုပ်အစ်စ်ဘုံကြီးရဲဝင်းဦးတက်လာပြီးကြတဲ့ကဟိုမုတ်ဟင်းကားမဟုတ်တော့ခစ်ကဘာဖြစ်သွားလဲဆိုတော့မုတ်ဒီခစ်ပြောင်းသွားတယ်နာရီမှာမုံဟင်းကားကျွေးတယ်လို့ပြောကြတယ်အခုတော့မုံဟင်းကားခစ်မဟုတ်တော့အေးဒီတပုံနေအေးရခီးတွေကောင်းမင်းကောင်ကြွလို့မုံဒီတွေဘယ်နှပွဲလဲလို့ပဲကဲအဲ့တော့မြင်တွေ့တဲ့အတိုင်းပဲเนาะဒီကျွန်တော်တို့နိုင်ငံမှာရှိကြတဲ့တိုင်းရင်းသားတွေကိုတချို့တွေကအသုံးလုံးအခေါ်တွေမကြိုက်ဘူးဆိုတာတချို့လူတွေသိကြတယ်အဲ့ဒါတွေကိုဒီကောင်တွေเนาะဒီတန်ခါရောင်ဆောင်ထားတဲ့လူတွေကတန်ခါသင်္ကန်းကိုအသုံးချပြီးတော့เนาะအဲ့တော့သာသနာညှိုးနှောင်းအောင်လုပ်နေတာလေဒီကောင်တွေပဲသူလဲတိုင်းရင်းသားတွေကိုသူတို့မခေါ်သင့်မခေါ်လိုက်တာခေါ်တယ်နောက်ဟိုတလောကဆိုလဲမွန်နေတဲ့ကိစ္စမှာမွန်တွေကိုနော်
မပြောသင့်ပဲပြောလိုက်တဲ့စကားကြောင့်ပြဿနာတက်ကြအဲ့ဒါဘာလဲဆိုတော့ဒီလူတွေရဲ့ဟိုတားဆီးရမယ်ထိမ့်သိမ်းရမယ်နော်ပြောတဲ့မပြောအပ်မပြောတဲ့မပြောအပ်စကားတွေကိုထိမ့်သိမ်းရမယ်အမတမ်းမှခတ်ပါတယ်အဲ့တော့ဒီလိုလူမျိုးတွေကဘလို့တောင်ပြောရမလဲနော်ပြည်သူလူထုပေါ့တော်တော်ရုံမှရိုင်းဆိုင်တဲ့လူတွေနော်အခုအဲ့တော့ARV တိုင်းကိုဟိုတကယ်ပဲရောက်နေတာလားတကယ်ရောက်နေတာကိုမရောက်ဘူးလို့ပြောနေတာလားဆိုတာနော်ကြည့်အောင်ဘင်္ဂလားဒေ့ရှ်ဝင်ကြီးကဘာပြောလဲဟမ်ရခိုင်ခေါင်းဆောင်လို့ပြောလို့မရဘူးရခိုင်ခေါင်းဆောင်ကရခိုင်ပြည်ချင်းနေရှိတယ်ရခိုင်ခေါင်းဆောင်အေးခေါင်းဆောင်လို့ခေါ်တယ်တိုင်းပြည်ကိုဖဲ့ပြီးတော့မြန်မာပြည်မျိုးကိုဖဲ့ရောက်မယ်ထုံးမြတ်နိုင်သူကသူပေးထားတဲ့စေဦးစီးချုပ်ကသူကသူပေးထားတယ်သူကမှပေးမတာအဲ့ဒီကောင်ရကြောစစ်ဦးစီးချုပ်ဆိုတာနော်လုံးချင်တိုင်းလုံးလို့မရဘူးရှင်းလားဘယ်ပြည်သူမှနော်ဘယ်တိုင်းရင်းသားမှလက်မခံဘယ်သူမှစစ်ဦးစီးချုပ်လည်းလုံးလို့မရဘူးဘယ်သူမှတက်လို့တမရလည်းတက်လို့မရဘူးရှင်းလားအဲ့တော့ရခိုင်သူရခိုင်သားတွေကိုယ်တိုင်ကနော်တင်မြောက်လာတာတော်တိုင်းရင်းသားတွေအရာဝတွေအကုန်လုံးကလည်းနော်ဒါလေးစားတယ်ပြည်သူလူထုပေါ်တကယ်တန်ဖိုးထားတဲ့ဗိုလ်ချုပ်ထုံးမြတ်နိုင်မို့လို့ဗိုလ်ချုပ်ထုံးမြတ်နိုင်လို့ခေါ်တာနော်ပြည်သူလူထုတရက်လုံးကလည်းဗိုလ်ချုပ်ထုံးမြတ်နိုင်လို့တင်မြောက်ထားလို့စစ်ဦးစီးချုပ်လို့တင်ထားလို့ရဲဘော်ရဲဘက်တွေကစစ်ဦးစီးချုပ်လို့တင်ထားလို့စစ်ဦးစီးချုပ်ဖြစ်နေတာမင်းတို့မင်းအောင်လိုက်တာနော်စစ်ဦးစီးချုပ်လည်းမဟုတ်ဘဲနဲ့စစ်ဦးစီးချုပ်တက်လို့တနက်ရှိတယ်ဟမ်အပေါင်းဖာလေးနည်းနည်းရှိတာနဲ့စစ်တပ်ထဲမှာဖြစ်ချင်တိုင်းဖြစ်နေနော်အခုတက်ပြီးတော့တခါစစ်တပ်မှာလှုပ်ချင်တိုင်းလှုပ်သွားပြီးတော့ပြည်သူလှုပ်ချင်သူတွေလှုပ်အနိုင်ကျင့်တယ်လို့ကြည်ပါအခုသွားကျင့်သွားခဲ့ပြီးတော့အခုဘာသွားလှုပ်နေတမရတမရတက်လှုပ်နေသေးတယ်ဒီကြားလည်းပြောလိုက်သေးတယ်အစိုးရကတမရလှုပ်ချင်တယ်မလို့ LND ကမဲခိုးလို့ LND ကမဲခိုးလို့နော် LND ကမဲခိုးလို့စစ်တပ်ကဒါမဲရွေးကောက်ပွဲပြန်လုပ်ပေးရပါတယ်ဆိုပြီးတော့စောက်ကလင်ကြီးညမ်းစင်ပြီးတော့ယောက်ျားဓာမင်မဲနဲ့နော်အသက်ကြီးပြီးအချိန်မစည်းပဲနဲ့တခါစစ်တပ်ကလည်းအခုတမရရာတို့ကိုသွားယူနှကန်းကလုံးနားမလဲတဲ့ကောင်နော်ပြောရမှာမင်းတို့မင်းအောင်နိုင်ကိုပြောရမှာနော်ဗိုလ်ချုပ်ထုံးမြတ်နိုင်ဘာမှပြောစရာဘာမှအကြောင်းမရှိဘူးဗိုလ်ချုပ်ထုံးမြတ်နိုင်ဘယ်ပြည်သူလူထုမှလည်းလေရင်တော့လိုက်ကျဲမနေဘူးနော်ဘယ်ရွာမှမီးမရှို့နေဘူးဘယ်သူပြည်သူလူထုမှမဖြက်စီးဘူးမတက်ဖြတ်ဘူးရှင်းလားနားလည်အောင်ပြောပါတာကြောတရားရရသွားတယ်အဲ့ဒီကောင်နဲ့အတူတခြားသောရခိုင်တွေရခိုင်ပြည်နယ်ကြီးကိုဖျက်လို့ပြစီရခိုင်ပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေတဲ့ရခိုင်တကောင်ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာစစ်တပ်တွေခံယူနေတယ်ဆိုတာမီဒီယာတွေအများကြီးလည်းဖော်ပြတယ်ဒါကိုဘင်္ဂလားဒေ့ရှ်ဝင်ကြီးကနေပြီးတော့ဖုံးပြတာဘာလို့ဖုံးပြတာလဲဒီရခိုင်စုပ်ကလို့ကဒီရခိုင်ပြည်နယ်ကိုရောင်းမစားဘူးလို့ဘယ်သူပြောနိုင်လဲဟမ်အဲ့အနောက်တကမြန်မာပြည်ရဲ့အနောက်ဘောက်ကနေပြီးတော့ဒီခိုးဝင်ဘင်္ဂလီတွေအများကြီးဒီကောင်တွေပဲသွင်းခဲ့တာနိုင်ငံထဲမှာခိုးဝင်ဘင်္ဂလီတွေသွင်းတာရခီးဖုံးကြီးအစုပ်ပလုတ်တွေနဲ့ရခီးတွေပဲသွင်းခဲ့တာဟိုင်မြန်မာပြည်တဲ့ဦးလေးခါတဲ့ရေကြီးမျိုးနဲ့ဘေကာကင်းနေတိတ်လိုက်နေရာနေတိတ်ကာကင်းနေပါရဲ့တာထားအောင်နော်ခုနကဘုရားတို့မနိုင်အဲ့ဘက်မှာစိတ်ုံသွားတက်နေပါလို့ပြောတယ်အမှန်တကယ်ကတော့ဟုတ်လို့လားမင်းတို့တွေ့လို့လားသိလို့လားဟမ်ပြကြည့်ပါဦးမမတို့ပုံလေးနဲ့တကွာပြကြည့်ပါဦးနော်ဒီဘင်္ဂလားဒေ့ရှ်ဝင်ကြီးကိုယ်တိုင်ကမဟုတ်ပါဘူးလို့ပြောနေတာမင်းတို့လက်မခံဘူးမင်းတို့ဘယ်လိုကောင်းနေမှမသိရှင်းပြတယ်တော့လောကပလာတာကျွေးတယ်လို့ဖြစ်နေနော်အခုလည်းရေကြီးဘာရေကြီးဘက်မှာဘာပြောလို့မသိကြည့်လိုက်အောင်နေသိလိုက်ပြီဒီနေရာနေသိလိုက်ပြီခင်ဗျားတို့မဟုတ်ကမဟာကနဲ့ရုပ်ဒနာတာစုပ်ပဲညင်ညင်နေပါဇက်တွေကပြောနေတာကျောက်ကကူARV တိုင်းသားတော့ရကုမာတာနေတာARV တိုင်းသား
ARV တိုင်းသားတွေတော်တော်ဆိုးဆိုးတွေတော်သိလား ARV တိုင်းသားတွေမှာတော်တော်ဆိုးဆိုးတွေကမင်းတို့ကောင်းတွေပဲရှိရ ARV တိုင်းသူတိုင်းသားတွေကအမတန်းမှချစ်ဖို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ ARV တိုင်းသူတိုင်းသားတွေကကျွန်တော်အမြဲတမ်းပွဲသွားကနေကြပြီးတော့နာကေတော့လည်းကျွန်တော် live ဖြောပြခဲ့ရတာARV တိုင်းလုံးပဲเนาะအမတန်းမှချစ်ဖို့ကောင်းတယ်ဒီလိုကောင်းမျိုးတွေမရှိဘူး ARV တိုင်းเนาะဟောတခုထွက်နေတဲ့ဟိုတချင်းစုံတဲ့လူတွေတော့ရှိတာပေါ့เนาะ ARV ကဘာလဲနေမဟုတ်ဘဲနေထူးနိုင်လို့ခေါ်ဒါမျိုးတွေတော့ရှိတာပေါ့เนาะဒါကတော့သူတို့ရဲ့အမှုပညာကိစ္စပါကိုရတာဟိုသူတို့ဟိုဖြစ်တာမဟုတ်ပါဘူးဒါသူတို့ကိစ္စသူတို့ဆိုချင်တာဆိုပါစေเนาะသူကလည်း ARV တိုင်းသားပြောနေလို့ ARV တိုင်းရေးကြီးမှာအမတာသုံးလေးမြောင်ဆန်းလို့အမြောက်တက်ကိုခင်ဗျားတို့အနာကပ်ဖို့မပြောနဲ့စိတ်ကူးနဲ့တောင်မှခင်ဗျားတို့ပြင်မလို့မရဘူးဟာအဲ့တော့မောက်ချိတ်ပြေးလိမ့်မယ်ခင်ဗျားတို့ဆူတောင်းလေဘဝတွေကူးပြောင်းတော့လုပ်ပေးလိမ့်မယ်ဆူတောင်းလိုက်ဟောမင်းတို့ ARV တိုင်းကိုရခီးအစုပ်ပလုတ်တွေ PDF အစုပ်ပလုတ်တွေဝင်လို့မရအောင်ကာယံပေးထားတဲ့မဟာဒရိုင်းအဲ့နောက်ခင်ဗျားတို့ကတ်လို့မရဘူးဗေဒာဂိတ်ကိုတော့ရင်ကြော်ကြည့်ပါဦးဟိုယူထဲမှာရှိတဲ့ဗေဒာဂိတ်ကြီးကိုရင်ကြော်ကြည့်အောင်ဗေဒာဂိတ်ကိုကြော်နိုင်မှအမတာသုံးလေးရောက်စမ်းလို့မြောက်တဲ့ကြီးကိုခင်ဗျားတို့စကားတွေထည့်ပြောဗေဒာဂိတ်တော့မကြော်နိုင်ပဲနဲ့ခင်ဗျားတို့ဘာတွေလျှောက်ပြောနေတာလဲမသိတဲ့လူတွေက line မှာဟုတ်ထင်နေအောင်ပဲကျုပ်က ARV သားဆက်တော့ယူသားကျူစာ ARV သားဗျာနော်တရင်ဝယ်မလေးစိတ်ကူးနဲ့တော့ကြော်ဖြတ်လို့မရဘူးဆိုပဲမှတ်အောင်ထားမှာစောက်ကြုံကနော်ဟာပြည်သူ့ကာကွယ်ရေးတပ်မတော်ကပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့နော်ရဲဘော်ရဲဘက်တွေနဲ့အေရညီနောင်မနဲ့ပေါင်းပြီးတော့နော်တင်းခဲ့တာစကန်းနေလည်းအများကြီးပဲဖြစ်နေဟုတ်လားနင်ကဘာမဟုတ်တဲ့တက်လေးတစ်ခုကိုများကြော်ကြည့်ပါအောင်နဲ့နော်ဒါကလည်းဒီကောင်တွေးခွဲပြီးပြောတယ်တကယ်တော့လည်းရောက်တဲ့လောက်တော်တော်ရောက်နေပြီ ARV တိုင်းမှာလည်းကျွန်တော် ARV တိုင်းမှာလည်းကျွန်တော်ဆရာကြီးရှိကျွန်တော်ဆရာကြီးလည်းသတင်းပို့တယ်ရောက်တဲ့လောက်ရောက်နေပြီတော့ရောက်အဲ့ဒါတော့စီရေးရပြပြလို့မရလို့โอเคကျွန်တော် ARV တိုင်းရဲ့ဆောင်ဖို့ခင်ဗျားတို့ရခိုင်တွေနဲ့ပတ်သက်ပြီးမှတ်တာအေးတင်းချိုင်းARV တိုင်းနဲ့ရခိုင်တင်းချိုင်းလို့ပြောတော့အေးတင်းချိုင်းပြောတာအေးကိုပြောလို့ရခိုင်တွေကိုပြောလို့ရခိုင်တွေနာကျင်လားအဲ့ရခိုင်လည်းရခိုင်သွေးချင်းလို့မတတ်မှတ်ဘူးရခိုင်လို့တတ်မှတ်မယ်အေးတခဲစားပေါက်တွေလို့တတ်မှတ်မယ်ရခိုင်ပြည်နယ်မှာ18မြို့နယ်ရှိတယ်မန်အောင်ပဲကြောက်တော်ရဲ့စစ်တွေရဲ့3မြို့နယ်ခင်ဗျားတို့ဘာလို့ခုချိန်တည်းအေးတခဲစားပေါက်တွေသိမ့်မရတယ် PDF ပူပေါင်းဖွဲ့ဘာလို့သိမ့်မရလဲ18မြို့နယ်မှာ14မြို့နယ်ကိုခဏပေးထားတယ်အဲ့ဒါကြီးရတယ်နော်ရခိုင်မှာ18မြို့နယ်ရှိတယ်3မြို့နယ်ကဘာလို့သိမ်းမရတာလဲကျန်တဲ့14မြို့နယ်ခဏပေးထားတာတဲ့ခဏ14မြို့နယ်တော့ခဏပေးထားတာမှတ်အောင်ထားမထွက်တောင်ပြေးအောင်ဒီကတော့မောက်ခဲ့လို့ပြောကြခွေးလေးဝမ်းတောင်လီလေပြတာခင်ဗျားတို့ဟုတ်မှန်မနေနဲ့အမှန်ပြန်ယူပါဗျာကျန်တဲ့စစ်တွေရဲ့ကြောက်ဖြူရဲ့မောင်ဒီ3မျိုးနဲ့ခင်ဗျားတို့ဘာလို့မရမပေးလို့မရတာလေရှင်းချင်းလေးမြမတက်မလို့တိုင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့မြမတက်မလို့ခင်ဗျားတို့လိုရခီးကောင်းစားရေးတစ်ခုရခိုင်ကိုကျိုးရခိုင်အတ္တအတွက်လုပ်နေတဲ့အေးဒါကဲစားပေါက်လို့တပုံအစုပ်လုပ်နေတယ်တိုင်းသားအလုံးပူပေါင်းဖွဲ့စည်းထားတဲ့မြမတက်မလို့ဘာမှသွားနိုင်ရှင်လို့မရဘူးခင်ဗျားတို့မြေပဲကြံပါမယ်တတိထားဟာကိုရခိုင်ပြည်နယ်မှာနေရာမှာရှိနေတဲ့18မြို့နယ်တောင်မှပဲခင်ဗျားတို့မသိနိုင်တာအခုရရှိနေတဲ့14မြို့နယ်ဆိုတာလေပေးထားတာလေဗျာပေးထားတာခင်ဗျားတို့သိနိုင်နေတာမဟုတ်တယ်မနေနဲ့ဟာသိလို့ရတာတော့အစာကျွေးတာဟောင်းလို့ရအောင်အနောက်တကားကနေဝင်လာမဲ့ကျူးကျော်စင်ပြေအနောက်တကားဝင်လာမဲ့ကိုယ်ဝင်ပင်ကလေးတွေဝင်လို့မရအောင်ခင်ဗျားတို့တပုံအစုပ်ပလုတ်ကလေးတွေခဏလေးခြံဆောင်အိမ်ဆောင်ဟောင်းလို့ရအောင်လို့ပေးထားတာပြန်ယူမှာဗါတဲ့ရေကြီးမြို့နေဟလားရေကြီးမြို့နေခင်ဗျားတို့ line ပေါ်ကြားဘူးတာနဲ့ရှောက်ပြီးတော့အစုပ်ပလုတ်ကလေးပလာမီဒီညာတွေလည်း line ပေါ်ရှောက်ထင်းမနေနဲ့ရေကြီးမြို့နေရောက်ဘူးလားရောက်ဘူးတာဟောရေကြီးသားစစ်စစ်ကိုရီးယားပြောပြီးသား ARV ထင်းလူထွက်တနက်ကင်မယ်လို့ပြောတာလား
ရေချီငတန်းကြောင်းတရားကုန်းမြင်နော်အဲ့ဒီပဲအပေါက်ကနေခင်ဗျားတို့စောင့်နေခွေးရိုက်မှာဒီမှာအရဟတတစလို့ခေါ်တဲ့ဒီသင်္ကန်းကြီးနဲ့လှုပ်လို့မြန်ကျတို့ကလူထွက်ပြီးတော့အနက်ကင်မှာသင်္ကန်းရနာတင်ခစ်နှစ်400လောက်ကအဖေရဆိုရမထီကြေးကလာတွေတပုံထားတော့သင်္ကန်းဝင်းနဲ့နှင်းလို့မရတော့ဘာလို့ရလဲလူထွက်ပြီးတော့နှိတ်ခုတ်ပြတယ်အဖေရထုတ်နှလုံးမူပြီးတော့အေယာဝတီတိုင်းကြီးကိုကောက်ွယ်ဆောက်ရှောက်မဲ့တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကိုကောက်ွယ်ဆောက်ရှောက်မဲ့ရဟန်းငယ်တွေအများကြီးရှိတယ်အေးရခိတခဲစားပေါက်တွေမသိမချင်းမှတ်သွားစကားပြောရလဲကြည့်လိုက်နော်ဘလောက်တောင်စိုးလဲလို့ဒီနော်အေးရဘူးကာကွယ်ဖို့အတွက်ဟိုနော်အေးရဘူးကာကွယ်ငိမ့်ညမ်းရေးကိုငိမ့်ညမ်းရေးဘာလဲပြန်ကြည့်လိုက်အောင်ဟိုငါပြောရတယ်တော်တော်ဆူဆူပဲဘာလဲရေချီမြို့နေဟလားရေချီမြို့နေခင်ဗျားတို့လိုင်းပေါ်ကြားဘူးတာနဲ့ရှောက်ပြီးတော့ဟိုအစုပ်လုံးပလိပလာမီဒီညာတွေလည်းလိုင်းပေါ်ရှောက်ထင်းမနေနဲ့ရေချီမြို့နေရောက်ဘူးလားရေချီသားစစ်စစ်တဘောရပြောပြီးသား ERD ထင်းလူထွက်ပြီးတနက်ကင်ပြောတာလားကဲ ERD ကိုထင်းနော်လူထွက်ပြီးတနက်ကင်မယ်အဲ့ဆိုလဲဆိုရသူထွက်ပြီးတနက်ကင်လိုက်လေဘာလို့သာသနာလှုပ်နေတာလဲအဲ့လောက်တောင်မှနော်အဲ့လောက်တောင်မှဒေါသကြီးနေလို့ရှိရင်အဲ့လောက်တောင်မှမထိန်နိုင်မှဖြစ်နေတခုထွက်ပြီးတော့နော်တနက်ကင်လိုက်ပါလားကရုံးရဲ့စူးကရုံးရေချီငတန်းကြောင်းတရားကုန်းမြင်နော်အဲ့ဒီပဲအပေါက်ကနေခင်ဗျားတို့စောင့်နေခွေးရိုက်မှာဒီမှာအရဟတတစလို့ခေါ်တဲ့ဒီသင်္ကန်းကြီးနဲ့လှုပ်လို့မြန်ကျတို့ကလူထွက်ပြီးတော့အနက်ကင်မှာလူထွက်ပြီးတော့တနက်ကင်အောင်နှစ်400လောက်ကအဖေရဆိုရမထီတော့ဒီဝရဖြစ်နေပြီတပုံထားတော့ဒီဝရသင်္ကန်းဝင်းနဲ့ဒီဝရဆရာဘာလို့ရလဲလူထွက်ပြီးတော့နှိတ်ခုတ်ပြတယ်အဖေရထုတ်နှလုံးမူပြီးတော့အေယာဝတီတိုင်းကြီးကိုကောက်ွယ်ဆောက်ရှောက်မဲ့တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကိုကောက်ွယ်ဆောက်ရှောက်မဲ့ရဟန်းငယ်တွေအများကြီးရှိတယ်အေးရခိတက်နော်တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကိုကာကွယ်စောင့်ရှောက်မယ်နော်ရဟန်းငယ်တွေအများကြီးရှိတယ်တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်မယ်လေနော်ငြိမ်းချမ်းရေးကိုလည်းပြောသေးတယ်နော်တနက်လည်းကြိုင်အောင်မှာဆိုတော့ဘယ်လိုတော့ကဲဘယ်လိုတော့လို့ကရုံးရဲ့မင်းရဲ့စကားတွေနဲ့မင်းလုံးမဲ့အလုပ်တွေကမင်းဝတ်ထားတဲ့သင်္ကန်းနဲ့တင့်တော်ပါမလားစီလီဘယ်လိုပြောအောင်လဲစီလေရောတင့်ပတ်ပါမလားငါပြောရလဲငါစကားမင်းအောင်လဲစကားလို့ဖြစ်ကုန်ရှုပ်ရက်ခတ်ကုန်မင်းကိစ္စဝင်ပြောရင်းနဲ့နော်ငင်းညာရေးလည်းပြောသေးတယ်နော်အေယာဝီတိုင်းထင်းလူဝက်လဲပြီးတော့တနက်ကင်မှာဆိုတော့ကရုံးကဲအေးဒီနော်ဒါရခိုင်တတော်အေးရအေယာဝီတိုင်းပဲရောက်လာပြီဒီကရုံးကလူထွက်ပြီးတော့တနက်ကင်ပြီးတော့ဘယ်လိုခွေးသေးဝတ်သေးသေးမလားဘယ်လိုဇန်နဲ့များကြွမလားဆိုတာစောင့်ကြည့်အောင်မယ်ဟဟလားကဲအဲ့တော့ချစ်တဲ့ညီကောင်မောင်မတွေမိသားစုတွေခင်ဗျာဒီလိုနော်ဖရာကြီးတရားကြီးခြုံပြီးတော့ပြည်သူလူထုကိုဒုက္ခပေးတိုင်းရင်းသားတွေလူမျိုးတွေတွေးကွက်အောင်လုပ်နော်ဗမာနဲ့ရခိုင်နဲ့တိုက်ငင်းငိုင်းလမ်းစဉ်လမ်းကြောင်းတွေမပြောဘဲနဲ့တိုက်ပွဲဖြစ်အောင်နော်တယောက်အမုန်းပွားအောင်စကားတွေပြောအေးတိုင်းသူတိုင်းသားတွေနဲ့အမုန်းပွားဖြစ်အောင်လို့ဒါတွေးတိုးလှုပ်ဆော်နေတဲ့ဒီကရုံးတွေနော်ဒီကရုံးတို့ပေါက်ကရုံးတို့နော်အများကြီးရှိပါတယ်အဲ့လိုကောင်းတွေကိုလည်းဘလို့နှိမ်နှင်းပြီးတော့သူတို့လည်းဘလို့ကိစ္စမျိုးနဲ့ကိစ္စသဘောနဲ့နှိမ့်ဆရှုံးမလဲဆိုတာတော့ကျွန်တော်ဆက်လက်ဆောင်မကြည့်ရှုဦးမှာခင်ဗျာကဲနောက်ထပ်သတင်းတွေဘယ်လိုဟာလာအောင်လဲဆိုတာချစ်တဲ့ညီကောင်မောင်မမိသားစုတွေအချိန်ပေးပြီးနားထောင်ပေးကြည့်ပြီးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နော်ကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေဗျာနှလုံးစိတ်ဝိုင်းအေးချမ်းနိုင်ကြပါစေစစ်အာဏာရှင်စနစ်အမြန်ဆုံးလွတ်ကင်းပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာမြန်မာနိုင်ငံအမြန်ဆုံးငြိမ်းချမ်းပါစေရှင်ကိုတော်လာနေတာမိတ်ဆာနေနာညီညီညာညာမောင်းထုံးမဲ့မိတ်ဆာမေ
ပြန်မောင်းထုံးမဲမေ